အားလုံးပဲမင်္ဂလာပါဖူဒေးစစ်ဘေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မိမိနဲ့ဗီဒီယိုလေးတွေမတင်တာကြားပြီဆိုတော့ဒီနေ့တော့စိတ်လွယ်လဲရရှိတာနဲ့လွယ်တကူချက်လို့စားနိုင်တဲ့အမေတွေလည်းရှားလွယ်တဲ့အမိုချက်ချက်တော့ရိုးလို့ချင်းဆက်လေးချက်ပြထားပါတယ်ပါဝင်တဲ့မေတွေကချက်ချက်တော့ရိုးလို့အမိုပြီးတော့ချက်သွန်ပြချက်သွန်နီပြီးတော့ခရမ်းညင်ပြီးချက်သွန်မိတ်ပပလီထားတာထဲမယ်အရောင်တမုတ်ပါမယ်ပေါ့နော်ဒီအမေလေးတွေကိုမမြင်ကချက်ပြမှာဖြစ်ပါတယ်အရင်ဆုံးထုံးစံတိုင်းပဲစီထည့်ပြီးတော့စနေမုတ်ထဲစီပူလာလို့ရှိရင်တော့ချက်သွန်ဖြူနဲ့ချင်းချက်သွန်ဖြူနဲ့တက်တုံနေကြိတ်ထားလေးထည့်တယ်ပေါ့နော်ပြီးသွားရင်ဗမာအယောင်တင်မုတ်လေးတစ်စုံထည့်လိုက်ပါတယ်အယောင်အတွက်ပေါ့နော်မင်းတို့တော့အယောင်တင်မုတ်အရင်မစားအတွက်နည်းနည်းပဲထည့်လိုက်ပါတယ်ပြီးသွားရင်အသင့်လီထားတဲ့ခရမ်းညီလေးတစ်လုံးအနှစ်ပေါ့နော်ခရမ်းညီလေးအလုံးကြီးကြီးပေါ့နော်အနှစ်များတဲ့ခရမ်းညီလေးကိုထည့်လိုက်ပါတယ်ထည့်ပြီးသွားရင်တော့မင်းကခရမ်းညီလေးတွေကိုလိတ်နေအောင်မှွေပေးပါတယ်ပေါ့နော်ခရမ်းညီလေးလိတ်အယောင်လေးကလည်းလှလာပြီးမှွေးလာပြီဆိုရင်တော့အသင့်နှွင်ထားတဲ့ချက်ချက်တော့အယိုးလေးကိုထည့်ပါတယ်ဒီနေရာမှာချက်ချက်တော့အယိုးပါတဲ့ဟာကိုဂျင်းနဲ့တေချာပြုတ်ပြီးတော့ရေစစ်ပြီးတော့ထည့်နေရပါတယ်မင်းကတော့အလွယ်မာခရိုမှာပေါ့နော်ချက်ချက်တော့အယိုးလိုအလွယ်လို့ဝယ်လို့ရလို့လုပ်လိုက်တာပေါ့နော်ဒါချက်ချက်တော့ကအလုံးပေါင်း52ဘတ်ဖို့ပဲရှိပါတယ်အရန်တန်ပါတယ်အပြင်မှာဝယ်စားလို့ရှိရင်ချက်ချက်တော့အယိုးလို့တုတ်တပွဲကို40ရာသေးလေးနည်းနည်းလေးပဲပါတာပေါ့နော်ဒါအများကြီးပါတယ်အရန်တန်ပါတယ်မိသားစု4ယောက်လောက်ဒါလေးစားလို့ရတယ်ပြီးတော့အမိုကလည်းအစီးနှစ်ထုပ်ပါတာ55ဘတ်ပဲရှိတယ်ပေါ့နော်ဒါအထုပ်တစ်ထုပ်ထဲမှာတစ်ခုပဲမင်းချက်တာပါအများကြီးရပါတယ်ပြီးသွားရင်အမိုလေးမင်းပေါ်ထည့်လိုက်တယ်ပြီးတော့မင်းကအလွယ်ရတယ်ပေါ့နော်ဒီမကြီးနှစ်ရေလေးကိုသုံးပါတယ်ဒီနေရာမှာမကြီးသည့်အစစ်ကိုရေဖြော်ပြီးတော့သုံးလည်းရပါတယ်တလက်စားလည်းမှုရမှာဆိုတဲ့အတွက်မင်းအချင်းအချိုအငန်းပေါ့နော်ရတာမဟုတ်အကုန်ပေါင်းပြီးတစ်ခါလေးထည့်ပါတယ်ဒီနေရာမှာရေလုံးအောင်ထည့်ကြမလို့ပါဘူးသူအမေတွေကထွက်တဲ့အရေးတွေနဲ့တင်အရေးကအဆင်ပြေပါတယ်အနေတော်လေးရပါတယ်ဒါငပြာယူအစိမ်းရောင်လေးသုံးပေးထားပါတယ်မင်းကတော့အဲ့ဒီထိုင်းငပြာယူအစိမ်းရောင်လေးကြိုက်တယ်ပေါ့နော်ရတာလည်းကောင်းတယ်အတုပ်တွေမှာလည်းသူကထည့်သုံးတဲ့ငပြာယူပေါ့နော်ပြီးတော့ငါးသားမုတ်လေးနဲ့စုံထည့်ပေးလိုက်ပါတယ်ထည့်ပြီးသွားရင်တော့မင်းမှုေပေးတယ်ပေါ့နော်မင်းအမောကလည်းခဏလေးနူးပါတယ်လောက်ရတာအရန်ကိုလွယ်ပါတယ်မင်းပြောနေတဲ့အချိန်တွေကမှနည်းနည်းကြာနေအောင်အပြင်မှာတကယ်ချက်ကြည့်ပေါ့နော်တကယ်မြန်လည်းမြန်ပါတယ်ချက်ချက်တော့လေးပြုတ်ပြီးတော့ချဲ့နေရပါတယ်ပေါ့ဒီနေရာမှာလေအရေးတွေကတွေ့တာသူလိုထွက်လာတာပေါ့နော်အမိုတွေရအောင်ပေါ့အဲ့မှာအသင့်ထွင်ထားတဲ့မိုးမြောင်ငယ်ကိုပြီးလေးတွေပေါ့နော်မင်းတချမ်းချမ်းတာလေးထဲတယ်ပြီးသွားရင်ချက်သွန်မိတ်ကလေးပေါ့နော်လေးချောင်းကိုမင်းလက်တစ်စစ်လောက်အယိုးလေးတွေတုံးပြီးဖြတ်ပြီးတော့ထည့်လိုက်ပါတယ်ချက်သွန်မိတ်နဲ့လည်းမွေးနေတာပေါ့နော်ဒါကတော့မင်းချက်တဲ့အမိုချက်တော့ချင်းဆက်ပေါ့နော်တချို့လည်းဒီနေရာမှာတခြားသူ့ style နဲ့သူပေါ့နော်ချက်လို့ရပါတယ်မင်းကတော့မင်း style နဲ့မင်းဗမာဆန်လေးချင်းဆက်အောင်မကြီးသေးလေးနဲ့ချက်လိုက်တာပေါ့နော်တချို့တော့တံမြာကြီးတို့ဘာတို့ငပိတွေပါလဲထည့်တာတွေပါတွေ့ပါတယ်မင်းကတော့ဘာမှမထည့်တော့ပါဘူးအရင်မင်းကအသက်ကြီးပြီဆိုတော့နေရတကားတိုင်းလူငယ်တွေစားသလိုကျွေးလို့မကောင်းဘူးပေါ့နော်ဒါကြောင့်မလို့သူနဲ့တဲ့မဲဟာလေးတွေတင်တော်တာလေးတွေပဲအိမ်မှာတဲ့တာလေးပဲချက်ကျွေးရတာပေါ့နော်ဒါကြောင့်မလို့အိမ်မှာတင်းနေအသားငါစသားပဲဒါပဲထပ်နေပါတော့ပဇွန်အောင်တိတ်ကျွေးလို့မရဲဘူးပင်လယ်စားတွေမအရာနာတွေဖြစ်မှာဆိုလို့ပေါ့နော်ပြီးတော့ကြာကနေမှငွေကောင်းမုတ်လေးလိုကမြကအုပ်ပေးလိုက်တယ်ပေါ့နော်ငွေကောင်းမုတ်လေးလိုကအုပ်ပြီးတော့ပြန်ပြီးတော့အုပ်ထားလိုက်တယ်ပေါ့ပြီးအရသာမြည်ကြည့်ချင်းဆက်ဆက်ကလေးနဲ့ပေါ့နော်အရန်လည်းမဆက်ဆိုအရန်လည်းမချင်းပဲချင်းချိုဆက်ရတာလေးပေါ့နော်အရန်စားကောင်းပါလေထမင်းမဟင်းလေးတစ်ခွက်ပေါ့နော်အမေကတော့အဲ့မနဲ့မှထမင်းစားတပကံကုန်တာပဲပေါ့နော်ချက်ချက်တော့လေးရိုးလို့လည်းထုတ်နဲ့အမိုးလေးကလည်းထုတ်နဲ့ရန်စားလို့ကောင်းပါတယ်ပေါ့နော်ဂရင်းမိန်စီမဲ့လူရသည်ချင်းဆက်ဟင်းလေးတစ်ခွက်ကိုစားကြည့်ပါလို့မင်းကပြောပြရစီစားဆုံးကြည့်ရှုပေးတဲ့အစားတလန်းလေးကိုမင်းကကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ